Zenkan Gari တက်တောင်ဈေးကြီးကြတဲ့ကမ္ဘာဈေးအကြီးဆုံးစပိန်လေးစီပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဒင်းကား channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကမ္ဘာပေါ်မှာဈေးကြီးတဲ့ကားမျိုးစားတွေများစွာရှိပါတယ်ဒါပေမဲ့စပိန်တွေကိုတော့ကျိုင်းနေတဲ့သူတချို့တော့သာတီးတန်းထုတ်လုပ်တတ်ကြတာဖြစ်ပါတယ်စပိန်ခရီးစီဖြစ်ကြတဲ့ကမ္ဘာတထေးကြီးတွေအတွက်ကော်လက်ရှင်ဖြစ်တီးတန်းထုတ်လုပ်တတ်ကြသလိုစပိန်နဲ့ပတ်သက်တဲ့ဝါသနာရှင်တွေအတွက်ယူကျင်စရာကောင်းတဲ့ဇင်ခံပစ္စည်းတစ်မျိုးဖြစ်လေထုတ်လုပ်တတ်ကြတာဖြစ်ပါတယ်အခုပေါ်ပြမဲ့စပိန်လေးစီကတော့ကမ္ဘာမှာဈေးကြီးပါတယ်ဆိုတဲ့ Lamborghini, Ferrari နဲ့ Mercedes စတဲ့ဇင်ခံကားတွေနီးသူဈေးကြီးတဲ့ရှားပါစပိန်လေးစီကိုဒီဗီဒီယိုမှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်၄ Costra Mountain Bike ဒေါ်လာ3,600,000ဒီစပိန်ကတော့ကန့်သက်ထုတ်ကုန်ဘီးတွေကတခုဖြစ်ပြီးတော့ Trust ဆိုတဲ့စပိန်ထုတ်ကုမ္ပဏီနဲ့အနုပညာရှင် Cost တို့ရဲ့ရှားပါတဲ့ပေါင်းစပ်ဖန်တီးမှုလက်ရာဖြစ်ပါတယ်။ Cost ရဲ့ဖန်တီးမှုလက်ရာကို Lance Armstrong ဆိုတဲ့စပိန်စီးသမားအဖွဲ့အစည်းအတွက်ရန်ပုံငွေရှာတဲ့လုပ်ငန်းစဉ်မှာအလူငွေထည့်ဖို့အတွက်ဖန်တီးပြုလုပ်ခဲ့ရပါသူရဲ့လက်ရာကိုခွန်ပါလို့နာမည်ပေးထားခဲ့ပါသေးတယ်။အဲ့ဒီစပိန်ကိုတာမန်စပိန်တွေထက်လှုပ်ဆောင်ချက်တွေမှာပိုထိန်းနိုင်ဖို့နဲ့စီးနှင်းသူကိုယုံကြည်မှုတိုးစေဖို့အတွက်ရည်ရွယ်ပြီးတော့ထုတ်လုပ်ထားခဲ့ရဖြစ်ပါတယ်။ဒီစပိန်ကတော့အခုချိန်မှာရောင်းထွက်သွားပြီဖြစ်ပြီးတော့ Lance Armstrong ကလည်း Foundation အတွက်ရောင်းရငွေတွေကိုအသုံးပြုနေပြီဖြစ်ပါတယ်။သူရဲ့တန်ကြေးကတော့ဒေါ်လာ3,600,000ဖြစ်ပြီးတော့မြန်မာငွေတန်း336သိန်းရှိပါတယ်။နံပါတ်3 Truck Yoshimoto Nara Bike ဒေါ်လာ2သိန်းဂျပန်လူပညာရှင် Yoshimoto Nara ရဲ့ဖန်တီးမှုလက်ရာတွေထဲကတစ်ခုဖြစ်ပြီးတော့သူရဲ့လက်ရာစစ်တွေကြောင့်နာမည်ကြီးတဲ့အပြင်ဈေးနှုန်းသတ်မှတ်ချက်တွေပါမြင့်တက်သွားခဲ့ရဖြစ်ပါတယ်။အခုစပိန်ကိုလည်း Truck ကုမ္ပဏီနဲ့ပူးပေါင်းထုတ်လုပ်ခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့ Yoshitomo ရဲ့ဒီဇိုင်းကိုပဲအဓိကထုတ်လုပ်ထားခဲ့ရဖြစ်ပါတယ်။ဒီစပိန်မှာ carbon fiber frame ကိုအဓိကသုံးထားပြီးတော့ Yoshitomo Nara ရဲ့သင်္ကေတဖြစ်တဲ့ကတ်တွန်းကိုလည်းထည့်ထားပါတယ်။ဒါကြောင့်စပိန်ကျန်တဲ့သူတွေရဲ့အိမ်မက်ဘိန်းတစ်ခုပဲဖြစ်ပါတယ်။ဒီဘိန်းရဲ့ဈေးနှုန်းကတော့ဒေါ်လာ2သိန်းဖြစ်ပြီးတော့မြန်မာငွေကျပ်တန်းပေါင်း4,200,000ဖြစ်ပါတယ်။နံပါတ်1 Truck Butterfly Mountain Bike ဒေါ်လာ5သိန်းဒီဘိန်းကတော့မိန်းကလေးတွေအများဆုံးစိတ်ကူးရင်ကြမဲ့ဘိန်းဖြစ်ပါတယ်။ Truck ကုမ္ပဏီရဲ့ဈေးကြီးတဲ့ဘိန်းတွေထဲကတစ်ခုဖြစ်ပြီးတော့ Butterfly Mountain လို့နာမည်ရတဲ့ဘိန်းဖြစ်ပါတယ်။ဒီဘိန်းရဲ့ဖန်တီးရှင်ကတော့ Demi Harris ဖြစ်ပြီးတော့တကယ်လိပ်ပြတောင်ပန်တွေလည်းထည့်သွင်းဖန်တီးထားပါတယ်။ဒီဘိန်းမှာတော့အခြေခံစပိန်တစ်စီပြုတ်လုပ်နိုင်တဲ့လှုပ်ဆောင်ချက်တွေအားလုံးပါဝင်ပြီးတော့ဈေးနှုန်းမြင့်ခြင်းရဲ့ရည်ရွယ်ချက်ကတော့ Harris ရဲ့နှစ်ခါပြန်မရနိုင်တဲ့လက်ရာအနုပညာတန်ဖိုးကြောင့်ဖြစ်ပါတယ်။ဒီစပိန်ရဲ့တန်ကြေးကတော့ဒေါ်လာ5သိန်းဖြစ်ပြီးတော့မြန်မာငွေနဲ့တိကျရင်တော့ကနန်းပေါင်းစက်နဲ့တွက်ကြည့်လိုက်လို့ရပါတယ်။နံပါတ်1 24ကာရက်ရွှေအပြည့်နဲ့ပြုလုပ်ထားတဲ့တောင်တက်စပိန်ဒေါ်လာ10သိန်းဒီစပိန်ကတော့ကမ္ဘာပေါ်မှာအခုထက်ထိဈေးအကြီးဆုံးစပိန်တစ်ခုဖြစ်ပါတယ်။ရွှေစစ်နဲ့ပြုလုပ်ထားတဲ့ပြင်24ကာရက်ပါတဲ့ရွှေသားအကောင်စားနဲ့ပြုလုပ်ထားတဲ့ဘိန်းဖြစ်ပါတယ်။ရွှေအပြည့်နဲ့ပြုလုပ်ထားတဲ့စပိန်ကိုတယ်နဲ့ alligator ဆိုတဲ့မိချောင်းတရင်နဲ့ပြုလုပ်ထားတဲ့စပိန်ရဲ့ဘိန်းအပြင်ကြောက်စီထားတဲ့လက်ကင်ခြေနှင်းတို့ကြောင့်ဒီစပိန်ကတော့ဒေါ်လာ10သိန်းထိရောက်လာခဲ့ရဖြစ်ပါတယ်။ပျက်စီးသွားတဲ့အခါမှာပြုပြင်ဖို့အတွက်အပိုပစ္စည်း73ခုသာရှိတဲ့အတွက်ရှားပါတဲ့ကန့်သက်ထုတ်ကုန်ဖြစ်ပါတယ်။ဇင်ကန်ကားရီတက်တောင်ရှားပါပြီးတော့ကန့်သက်ထုတ်ကုန်စည်ရင်းတွေထဲမှာပါဝင်တဲ့အပြင်လိုချင်တိုင်းဝယ်လို့မရတဲ့ကမ္ဘာဈေးအကြီးဆုံးစပိန်လေးစီးကိုဒီဗီဒီယိုမှာတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ဖို့တောင်းဆိုလိုက်ပါရစေရှင်။အဆုံးထိကြည့်ရှုအားပေးရတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။